တုတ်တန်ချမ်းအခန်းကြီးဆက်ခွင်တအိမ်လုံးပြီးတော့ရစ်ပူဇော်ပွဲကိုရန်တွေ့သောစိတ်နဲ့စားရသည်ထက်ငြိမ်သက်ခြင်းနဲ့ရင်သောမုတ်တလုစာသည်တာ၍ကောင်း၏ပညာရှိသောကျွင်သည်အရှိကွဲသောသားကိုအုပ်ဆိုး၍ငင်အကူတို့နှင့်အတူအမွေခံတတ်၏ငွေစစ်စရာဘူးမိုက်ကို၎င်းရွှေစစ်စရာဘူးမိဖူကို၎င်းတုံးတတ်၏စိတ်နှလုံးကိုကထာဝရဘုရားစစ်တော်မူ၏မတရားသဖြင့်ပြုတ်သောသူသည်မုတာစကားကိုယုံတတ်၏မုတာတုံးသောသူသည်လည်းစူးညံ့သောစကားကိုနားထောင်တတ်၏စင်ရဲသားတို့ကိုမထီလေးစားပြုတ်သောသူသည်ဖန်ဆင်းတော်မူသောဘုရားကိုကဲ့ရဲ့၏သူတစ်ပါး၌ပြီးရောက်လင်ဝမ်းမြောက်တတ်သောသူသည်လည်းအပြစ်ဒဏ်နှင့်မလွတ်ရမိတို့သည်အသက်ကြီးသောသူ၏တရခုဖြစ်၏သားတို့၏ဘုံကအပတိမြစ်သောစကားဒီမိုက်သောသူနှင့်မတော်မသင့်သူမြတ်မကမှုတာစကားဒီမြင့်နှင့်မတော်မသင့်လက်ဆောင်ဒီခံသောသူအထင်အတိုင်းကြောက်မြင့်ကဲ့သို့ဖြစ်၍မျက်နာပြုလျာရာ၌အောင်တတ်၏သူတစ်ပါးပြစ်မှားသောအမှုကိုဝတ်ထားသောသူသည်မေတ္တာကိုပြုစု၏ကြားပြောသောသူမူကားမိတ်ဆွေတို့ကိုကွဲပြားစေ၏မိုက်သောသူသည်တန်ချက်တန်ရာကိုအမှုထားသည်ထက်ပညာရှိသောသူသည်ဆုံးမသောစကားကိုတာ၍အမှုထားတတ်၏ပုံကန်သောသူသည်မတရားသောအမှုကိုတာ၍ပြုစုတတ်၏ထို့ကြောင့်ကြမ်းကြုတ်သောတမန်ကိုသူစီတော့စီလွဲ့ရ၏မိုက်သောစိတ်ထဆဲရှိသောလူမိုက်နှင့်မတွေ့ပါစီနှင့်တားငယ်ပြောက်သောဝင်မနှင့်တာ၍တွေ့ပါစီသောအကျဉ်သူသည်ကြီးစုကိုမသိမကောင်းသောအမှုနှင့်ဆက်၏ထိုသူ၏အိမ်သည်မကောင်းသောအမှုနှင့်မကင်းမလွဲရရန်တွေ့စအမှုသည်ရေကန်ပေါင်ပေါက်စကဲ့သို့ဖြစ်သောကြောင့်ရန်မတွေ့မီတွေ့စရာအကြောင်းကိုရှောင်လော့မတရားသောသူတို့ကိုအပြစ်မှလွတ်သောသူနှင့်ဖြောင့်မတ်သောသူတို့ကိုအပြစ်စီရင်သောသူနှင့်နှစ်ယောက်တို့ကိုထာဝရဘုရားဆိတ်ရှုပ်ချွန်ရှာတော်မူ၏မိုက်သောသူသည်ပညာကိုအလိုမရှိသည်ဖြစ်၍ပညာအဘူးကိုအဘယ်ကြောင့်သူ၌အယတနည်းအဆွေခင်မွန်းသည်အခါခတ်သိမ်းချစ်တတ်၏နီအကူသည်ဒုက္ခကာလအဖို့မွေးပွားလျက်ရှိ၏ညံမဲ့သောသူသည်လက်ဝါးချင်းရိုက်၍အဆွေခင်မွန်းရှိမှအာမခံတတ်၏ရန်တွေ့ခြင်းကိုနှစ်သက်သောသူသည်လွန်ကျိုးခြင်းကိုလည်းနှစ်သက်တတ်၏မိမိတကားကိုချီးမြှင့်သောသူသည်ဖြစ်စေခြင်းကိုရှာတတ်၏တဘောကောက်သောသူသည်ကောင်းသောအကျိုးကိုမတွေ့တတ်စကားလိမ်သောသူသည်ပြီးဥပတ်ကိုတွေ့ကြုံတတ်၏မိုက်သောသူကိုဖြစ်ပွားစေသောသူသည်မိမိကိုမိမိဝမ်းနည်းစေတတ်၏မိုက်သောသူ၏အဘ၌ဝမ်းမြောက်စရာအကြောင်းမရှိစိတ်ရွှင်လန်းခြင်းသည်ကျမ်းမာစေတတ်၏စိတ်ပြည့်ခြင်းမူကားအယူတို့ကိုတွေ့ချောက်စေတတ်၏မတရားသောသူသည်တရားလမ်းကိုဖျောက်သောအဘို့တဇူးကိုသူတစ်ပါး၏ခပတ်အိတ်ထဲ၌ယူတတ်၏ဉာဏ်ရှိသောသူသည်ပညာကိုမျက်မှောက်ပြုတတ်၏မိုက်သောသူ၏မျက်စိမူကားမိကြီးစွန်းတိုင်အောင်လဲ၍ကြည့်ရှုတတ်၏မိုက်သောသူသည်အဘဝန်းနေเสียကြောင်းမွေသောအမိစိတ်နှင့်เสียအကြောင်းဖြစ်၏ဖြောင့်မတ်သောသူကိုအပြစ်ဒဏ်မပေးကောင်းတရားသဖြင့်စီရင်သောမင်းကိုမထိခိုက်ကောင်းတိပ္ပံအတတ်နှင့်ပြီးဆုံးသောသူသည်စကားမများတတ်ဉာဏ်ကောင်းသောသူသည်လည်းဤသောစိတ်ရှိတတ်၏မိုက်သောသူပင်တိတ်ဆိတ်စွာနေလျင်ပညာရှိဟူ၍၎င်းမိမိနှုတ်ကိုမဖွင့်ဘဲနေသောသူသည်လည်းဉာဏ်ကောင်းသောသူဟူ၍၎င်းသူတစ်ပါးထင်တတ်၏